ပြီးပြန်လာတဲ့သားငယ်ပုံပေါ်မှာအရှင်ယေရှုကကျမ်းပြုစရာနဲ့ဖာရီရှဲတွေကိုနောက်ထပ်ဥပမာနဲ့မိန့်တော်မူတယ်။လူတစ်ယောက်မှာသားနှစ်ယောက်ရှိတယ်။သားငယ်ဟာသူ့အဖေစီသွားပြီးသူရထိုက်တဲ့အမွေတွေကိုပေးပါလို့တောင်းဆိုတယ်။အဖေကလည်းသူတို့ကိုအမွေခွဲပေးလိုက်တယ်။အဲ့ဒီနောက်မှာသားငယ်ဟာသူရတဲ့အမွေတွေကိုယူပြီးအဝေးကြီးမှာရှိတဲ့တိုင်းပြည်ကိုထွက်သွားတယ်။အဲ့ဒီပြည်မှာတောက်စားပျော်ပါးရင်းနဲ့အမွေတွေကိုဖြုံးတိပစ်လိုက်လို့သူ့မှာရှိတာတွေအားလုံးကုန်သွားတယ်။အဲ့ဒီချိန်တစ်ပြည်လုံးမှာအစာခေါင်းပါတဲ့ပြီးကြားရောက်လာတဲ့အတွက်သူလည်းပဲဆင်းရဲဒုက္ခရောက်သွားတယ်။ဒါကြောင့်ပြည်သားတယောက်စီသွားပြီးအလုပ်လုပ်တယ်။အလုပ်ရှင်ဟာသူ့ကိုဝက်တွေအစာကျွေးဖို့လယ်တော်ကိုဆေးလွှတ်လိုက်တယ်။သားငယ်ဟာဝက်တွေစားတဲ့ပဲတောင်တွေကိုစားကျင်စိတ်ဖြစ်တဲ့အထိအစာရည်စာငတ်ပြတ်နေပေမဲ့ဘသူကမှသူ့ကိုစားစရာမပေးကြဘူး။ဒီချိန်မှာသူကငါဖေရဲ့အိမ်မှာအလုပ်လုပ်တဲ့အလုပ်သမားတွေတောင်ဝါအောင်စားတော့ရတယ်။ငါကတော့ဒီပြည်မှာတိတ်လောက်အောင်ငတ်ပြတ်နေပြီဆိုပြီးသူ့အဖေအိမ်ကိုပြန်တတိယနေတယ်။ငါအခုချက်ချင်းအဖေစီပြန်သွားပြီ။အဖေကျွန်တော်ဟာဖျားသခင်နဲ့အဖေကိုပြစ်မှားမိပါပြီ။အခုချိန်ကစပြီးကျွန်တော်ဟာအဖေရဲ့သားလို့အခေါ်ခံရဖို့မထိုက်တန်တော့ပါဘူး။အစေခံတရားလို့ကျွန်တော်ကိုလက်ခံပေးပါလို့ငါတောင်းဆိုမယ်ဆိုတဲ့အကြံနဲ့သူ့အဖေစီပြန်သွားတယ်။အဲ့ဒီလိုသူပြန်လာတာကိုသူ့အဖေကအဝေးကနေလှမ်းမြင်လိုက်တဲ့အခါကျင်နာတဲ့စိတ်နဲ့သားငယ်စီပြေးသွားတယ်။ပြီးတော့သူ့ရဲ့လက်ဘင်းကိုဖတ်ပြီးနမ်းလိုက်တယ်။သားငယ်ကလည်းအဖေကျွန်တော်ဟာဖျားသခင်နဲ့အဖေကိုပြစ်မှားခဲ့ပါပြီ။အခုချိန်ကစပြီးအဖေရဲ့သားလို့ခေါ်ဖို့မထိုက်တန်တော့ပါဘူးလို့ပြောလိုက်တယ်။သူ့အဖေကလည်းအစီကံတွေကိုအကောင်းဆုံးဝိလုံကိုယူခဲ့ပြီးသားငယ်ကိုခြုံပေးကြပါ။သူ့လက်မှာလက်စွပ်ကိုစွပ်ပေးပြီးဖနက်ကိုလည်းစီးပေးပါ။စူဖြိုးတဲ့နွားကလေးကိုတက်ပြီးစားတောက်ပွဲကိုပျော်ပျော်ရွှင်ရွှင်လုပ်ကြရအောင်။ငါသားဟာတေးပြီးပြန်ရှင်လာတယ်။ပျောက်ပြီးအခုပြန်တွေ့တယ်လို့ပြောပြီးသူတို့အားလုံးပျော်ပွဲရှင်ပွဲကျင်းပကြတယ်။ဒီချိန်မှာလေထဲကနေပြန်လာတဲ့သားကြီးဟာအိမ်နားရောက်တဲ့အခါမှာတီးမှုတ်ကခုန်တန်တွေကိုကြားလို့အစီကံတယောက်ကိုခေါ်ပြီးအိမ်မှာဘာတွေလုပ်နေကြတာလဲလို့မေးလိုက်တယ်။အစီကံကသခင်ရဲ့ညီလေးဘေးကင်းပြီးကြမ်းကြမ်းမာမာနဲ့ပြန်ရောက်လာလို့သခင်ရဲ့အဖေကစူဖြိုးတဲ့နွားကိုတတ်ပြီးစားတောက်နေကြတာပါလို့ပြန်ပြောတယ်။အဲ့ဒီစကားကိုကြားတော့သားကြီးဟာစိတ်ဆိုးပြီးအိမ်ထဲမဝင်ဘဲနေတယ်။သူ့ဖေဟာအိမ်ထဲကထွက်လာပြီးသူ့ကိုဖြောင်းပြလိုက်တယ်။အဲ့ဒီခါမှာသားကြီးကအဖေအတွက်ကျွန်တော်တစ်ချိန်လုံးအလုပ်လုပ်ခဲ့တယ်။အဖေရဲ့စကားကိုလည်းဘယ်တော့မှမလွန်ဆန်ခဲ့ဘူး။အဲ့ဒီလိုလုပ်ပေးတာတောင်ကျွန်တော်မိတ်ဆွေတွေနဲ့ပျော်ပွဲကျင်းပဖို့အဖေကစိတ်ကလေးတစ်ကောင်ကိုတောင်မပေးဘူး။ဒါပေမဲ့မကောင်းတဲ့မိန်းမတွေနဲ့ပျော်ပါပြီးဥစ္စာပစ္စည်းတွေအားလုံးကုန်အောင်သုံးဖြုံပြီးမှပြန်လာတဲ့အဖေရဲ့သားငယ်ကိုတော့အဖေကစူဖြိုးတဲ့နွားကိုတတ်ပြီးပွဲချင်းမှပေးတယ်လို့ပြောလိုက်တယ်။သူ့ဖေကလည်းငါသားမင်းငါနဲ့တူအမြဲတမ်းရှိနေတာပဲ။ငါမှရှိသမျှအားလုံးဟာမင်းဥစ္စာပါပဲ။မင်းရဲ့ညီကတော့အရင်ကသေတယ်။အခုပြန်ရှင်တယ်။အရင်ကပျောက်တယ်။အခုပြန်တွေ့တယ်။ဒါကြောင့်ငါတို့ဟာပျော်ရွှင်သင့်တယ်လို့သူ့ဖေကပြောလိုက်တယ်ဆိုပြီးတော့အရှင်ယေရှုကဒီပုံဥမာနဲ့လူတွေကိုမိန့်တော်မူလိုက်တယ်။ဒါကတော့ရှင်လုကာအခန်း15အပိုင်ငယ်17မှ32အထိဖြစ်ပါတယ်။